မင်းညကရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲကြီးပွဲကပွဲဖြစ်တဲ့လီဗာပူးနဲ့မန်စီးတီးအသင်းတို့ပွဲချင်းမှာတော့ဒရာမာလေးတွေအချိုးကွေလေးတွေဖြစ်သွားခဲ့ပါတယ်။အဆိုပါလီဗာပူးနဲ့မန်စီးတီးတို့အသင်းပွဲချင်းမှာပထမဆုံးသွင်းဂိုးကိုတော့လီဗာပူးကွင်းလယ်တက်ဆက်ကစားသမားဒိုမနစ်ဆိုဘိုစလိုင်းကပြစ်ဒဏ်ဘောကိုတိုက်ရိုက်ကန်သွင်းပြီးတော့လီဗာပူးတို့သွင်းဂိုးတစ်ခုကိုလှလှပပရယူပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့မန်စီးတီးအသင်းတို့ခြေပါဂိုးကိုမန်စီးတီးကွင်းလယ်ကစားသမားဘယ်နာဒိုဆေးဘာကသွင်းယူခဲ့တာဖြစ်ပါတယ်။တစ်ဖက်တစ်ကိုးစီတေးကြပြီးတဲ့နောက်မှာတော့လီဗာပူးအသင်းဘက်ကပန်နယ်တီဧရိယာထဲမှာပြစ်ဒဏ်ကျူးလွန်တဲ့အတွက်ပန်နယ်တီပြစ်ဒဏ်ဘောကိုမန်စီးတီးတိုက်စစ်ကစားသမားအေလင်ဟာလန်ကအမှားယွင်းမရှိပိတ်သွင်းရယူခဲ့တာဖြစ်ပါတယ်။နှစ်ဂိုးတစ်ဂိုးဖြစ်သွားတဲ့အချိန်မှာလီဗာပူးအသင်းဘက်ကပြင်းထန်တိုက်စစ်ဆင်ပြီးတော့ဂိုးရယူဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာမန်စီးတီးဘက်ကပြစ်ဒဏ်ကျူးလွန်လို့လီဗာပူးဘက်ကပြစ်ဒဏ်ဘောကိုကန်ခွင့်ရခဲ့ပါတယ်။ဒီအချိန်မှာလီဗာပူးကိုသမားကတိုက်စစ်ကိုလိုက်ပါလာတဲ့အတွက်လီဗာပူးကွင်းလယ်သားသမားဒိုမနစ်ဆိုဘိုစလိုင်းပြစ်ဒဏ်ဘောကိုတင်ပေးလိုက်တဲ့အချိန်မှာဘလုံးကပြန်ကန်ကျလာပြီးတော့မန်စီးတီးကစားသမားတွေရရှိသွားတဲ့အချိန်မှာလီဗာပူးကိုပေါက်မှာကိုသမားမရှိတော့ပါဘူးခင်ဗျာ။အဲ့ဒီအချိန်မှာရိုင်ယန်ချန်ကီနဲ့အေလင်ဟာလန်တို့နှစ်ယောက်လွတ်သွားတဲ့အချိန်မှာလီဗာပူးအသင်းဘက်ကဒိုမနစ်ဆိုဘိုစလိုင်းကနောက်ကထက်ချက်မကွာအလိုက်ခဲ့ပါတယ်။ဒီချိန်မှာချာကီကဂိုးကိုသွင်းယူခဲ့ပါတယ်။လီဗာပူးကစားသမားဆိုဘိုစလိုင်းကအေလင်ဟာလန်ကိုဆွဲခဲ့သလိုဖြစ်ခဲ့တဲ့အတွက်အနီးကပ်ပြပြီးထုတ်ပယ်ခံခဲ့ရပါတယ်။ပြစ်ဒဏ်ဘောကျူးလွန်နေဆိုတဲ့ဖြစ်ရနဲ့ပဲရိုင်ယန်ချာကီကသွင်းဂိုးကိုလည်းပယ်ဖျက်ခဲ့ပါတယ်။ဒီပွဲကတော့လီဗာပူးကွင်းလယ်ကစားသမားဒိုမနစ်ဆိုဘိုစလိုင်းတော့အတော်ခံပြင်းတဲ့ပွဲပါ။တာပါတဲ့ free kick ဂိုးတစ်ဂိုးကိုသွင်းယူခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့အနီးကပ်ပြပြီးထုတ်ပယ်ခံခဲ့ရပါတယ်။ဒီရလဒ်ကြောင့်လီဗာပူးအသင်းကချန်ပီယံလိအဆင့်၄အတွင်းဝင်ခွင့်အတွက်စိုးရိမ်စရာတွေဖြစ်လာပြီးတော့မန်စီးတီးတွေကတော့အာဆင်နယ်နောက်ကိုလိုက်ဖို့အတွက်အရေးတာသွားခဲ့ပါတယ်။